အားလုံးပဲမင်္ဂလာရှိသောနားကြလေးပါ KNK Audio Book Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ဖတ်ပြပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာတင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးတင်နဲ့ဘဝအစားဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဘဝဘာကုန်းနဲ့စာပြီးဝါလုံးနဲ့ဆိုတော့နှလုံးနဲ့တော့ပမာစကားနှလုံးကံကိုအစာပြုလို့ဘဝဆိုတာဖြစ်တည်လာပြီးဘဝအကြောင်းပဲဇာတိဆိုတဲ့မွေးဖွားခြင်းကိုရောက်ရှိကြရပါတယ်။ဦးဝဲဆိုတဲ့မွေးဖွားစကလေးတယောက်ရဲ့ငိုတန်းကလင်းချက်တုံကနေအချိန်ကတွင်မောင်မိုင်းနေတဲ့ပဝန်းကျင်ရှိအိမ်လေးတစ်လုံးစီကအစာပြုလို့ပဝန်းကျင်တစ်ခုလုံးကိုပြန်ကျဲလွှင့်ရှင်သွားပါတော့တယ်။မောင်ကောင်ကလေးမွေးပြီးယောက်ျားလေးဟဲ့အားရဝမ်းသာဖြင့်အော်ပြောလို့မဆုံးသေး။မြခင်အရက်လက်တဲ့ဒေါ်ငယ်လေးရဲ့အလံတကြားဟောတန်ကြားမှာဦးကောင်းရဲ့ခြေလမ်းတွေတုံဆိုင်သွားခဲ့ရပါတယ်။အကြီးမြခင်ဘာဖြစ်လို့လဲဗျ။ပြန်ပြေးတမ်းမပြူချင်းကြောင့်အခန်းထဲကိုဦးကောင်းလှမ်းဝင်လိုက်တဲ့အချိန်မှာတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ဦးကောင်းလိုအသားညွန့်ညူယောက်ျားရက်မကြီးရဲ့မျက်လုံးမှာမျက်ရည်ရွယ်ရသည့်အထိပါပဲ။အကြောင်းဒီဟာငြိမ်သက်စွာရှိနေသောမြခင်ကြောင့်ပင်မြခင်တယောက်အသက်ရှူခြင်းကင်းမဲ့စွာလဲလျောင်းနေပါတော့တယ်။ထိုချိန်တွင်သူမရဲ့ဘေးတွင်ရှိနေသောလူမမယ်ကလေးရဲ့ငိုတန်းကငြိမ်သက်နေတဲ့ပုံဝန်းကျင်ကိုဖောက်ထွင်းသွားပါတော့တယ်။နောင်တွင်ခေါ်မိထိုကလေးရဲ့အမိကအောက်လန်းဘိုးတင်အသက်12နှစ်ကျော်ကလေးမောင်ဘိုးတင်တယောက်လွယ်တလုံးကိုလွယ်ပြီးတော့အိမ်ရှိကနေပြီးတော့ထွက်ရပြန်လိုက်တယ်။ထိုအခါအိမ်ရှိကွင်းပြင်မှာထိုင်နေတဲ့ဖခင်ဖြစ်သူဦးကောင်းထမစကားသံကြိုထွက်လာခဲ့တယ်။ဂျိုးကောဘိုးတင်ဗျာဖေကျွန်တော်ဘာလုပ်ပြရမလဲ။မင်းတို့ဘိုးတင်လို့ဘာလုပ်ပြရလဲသိလား။သိပါတယ်။အေးသိရင်ပြောစမ်းကွာ။ဘိုးဆိုတဲ့စကားလုံးရအသက်ကြီးနေပြီမြန်သိမဲ့တင်လို့ပေးထားတာပါ။အေးဟုတ်တယ်။မင်းတို့သာမမွေးရင်ငါမိမမသိဘူးကွာ။ဟာကျွန်တော်နဲ့ဆိုင်လို့လားအဖေ။မင်းတို့သာမမွေးရင်ငါမိမသိမလား။အဲ့ဒါဆိုလေကျွန်တော်လွှင့်ပြလိုက်ပါလားအေးမင်းကိုအဲ့လိုလုပ်ချင်တာငါညမအစောင်းဝေကသာမင်းကိုနိုးတိုက်ပြီးမွေးထားတာဟုတ်ပါပြီဗျာကျွန်တော်ငှက်ပြစ်သွားရင်နဲ့ကြွက်ကပ်ပြီးထောင်းမှမို့မိုးချုပ်မယ်အေးမိုးချုပ်တာချုပ်လို့ရတယ်ပြန်မလာလဲရတယ်ဒါပေမဲ့အချိန်ကိုသိရနော်မင်းတလုံးလာပို့ရမယ့်ချိန်အင်းပါဗျမောင်ဘိုးတင်အားအတော်ဖြစ်သူမဆန်းဝေမှာငယ်စဉ်တည်းကကျွေးမွေးပြုစုခဲ့တယ်ဖခင်ဖြစ်သူဦးကောင်းကသူ့အားဂယုမဆိုင်ရှိသည်ဟုပင်မထင်မေအတော်ဖြစ်သူသူ့အသက်ရှင်နေရွယ်တွင်ဆုံးမသွားခဲ့ပြန်တယ်ထိုအခါအတော်ဖြစ်သူရဲ့ယောက်ျားကမောင်ဘိုးတင်ကိုနှင်ချလိုက်တော့ကြောင့်ဖခင်ဖြစ်သူအိမ်တန်းပြန်ရောက်လာခဲ့ခြင်းမေမောင်ဘိုးတင်တယောက်ကြွက်ထောင်ငှက်ပြစ်ငါးပန်းချင်းလုံးတွေကိုလုပ်ရင်းဦးကောင်းအတွက်အရက်တလုံးပုံမှန်ဝယ်ပေးရသလိုစာဝတ်နေရေးအတွက်လည်းပတ်စံရှာသေးတယ်လဲနေရီကပိုင်ဆိုင်ထားပေမဲ့အဖေဖြစ်သူကလဲမလို့၍တီးစားချထားသောကြောင့်ဝမ်းစာစပါးအတွက်မပူရလို့တော်သေးတယ်။ယခုလဲမောင်ဘိုးတင်တိုးသူထွက်သွားခဲ့တယ်။မောင်ဘိုးတင်နေတဲ့တိစိတ်ရွာလေးဟာတောရမ်းကျသောဒေသဖြစ်တယ်။ရွာနဲ့အတန်လန်းသောနေရာမှာတော့တင်တိုင်းကုန်းရှိပြီးတော့အုတ်ကူအဟောင်းများကဆေးရောင်မရှိလူတော်လမ်းဘေးမှာကက်လျက်တည်ရှိတယ်။တင်တိုင်းကုန်းလို့အမည်နဲ့လိုက်အောင်ရွာရဲ့တင်တိုင်းကုန်းလေးကကုန်းလေးပေါ်မှာတည်ရှိပြီးတော့တစ်ပင်ကြီးတစ်ပင်ငယ်နဲ့ခြုံတွေပိတ်ပေါင်းတို့ကထူထပ်လာတယ်။လူတယောက်တည်ရင်သာလူတယောက်မြုပ်နိုင်သောနေရာလောက်ကိုရှင်းလင်းပြီးတော့မြေတူးကြတယ်။ဒါကြောင့်တင်းတိုင်းကုန်းလေးဟာတောဖြစ်နေတယ်။ယခုမောင်ဘိုးတဲ့တယောက်ထိုတင်းတိုင်းရဲ့အနောက်ဘက်ရှိုတဲကိုကြွထောင်ရင်းနဲ့တင်းတိုင်းထဲဝင်ပြီးတော့ငှက်ပြစ်နေခဲ့တယ်။ငှက်များမလာတဲ့အခါမောင်ဘိုးတဲ့တင်းတိုင်းထဲရှိအုတ်ဂူပေါ်မှာအိတ်နေခဲ့တယ်။ထိုစဉ်သူအိတ်နေတဲ့အုတ်ဂူဘေးလှဲလမ်းမပေါ်မှာတော့လူငယ်တတိုင်းစကားတွေပြောနဲ့လမ်းလျှောက်လာခဲ့ကြတယ်။ထိုလူငယ်များအနားမရောက်မီမောင်ဘိုးတင်ကအုတ်ဂူဘေးကိုဆင်းပြီးတော့ပုံးနေခဲ့လိုက်တယ်။ထိုလူငယ်များထဲမှာမျက်နှာဆိုသောလူငယ်လေးကမောင်ဘိုးတင်ထောင်ထားတဲ့ကြွက်ကပ်ပြီးများကိုခိုးပေါင်နေသည်လို့မောင်ဘိုးတင်ထင်နေမိတယ်။လူငယ်လေးများကမောင်ဘိုးတင်နဲ့တက်တူရွယ်သူများပါသလိုနှစ်နှစ်များကြီးသူများလည်းပါတယ်။တချို့လူငယ်များ၏ပကုံးတင်တော့ရွယ်များလွယ်ထားသလိုတချို့လူငယ်လေးများရဲ့ပကုံးတွင်တော့ပစိုးများကိုလေးပြီးတော့
လွယ်အိတ်တံပြုလုပ်ကလွယ်ထားခဲ့ကြတယ်။ထိုလူငယ်လေးများကမောင်ဘိုးတဲ့တယောက်ရှိမှန်းမသိပဲစကားပြောလာနေကြတယ်။မြင်နိုင်မင်းဟိုဘက်နေရကြတဲ့ကြွက်ကြီးကအကြီးကြီးပဲနော်။ဟုတ်တယ်လေကွာငါကိုစိုးကြီးရက်ဆိုင်ကိုတွင်းလိုက်တာ။မင်းဘလို့လိုပြီးရလာတာလဲ။ဟိုကောင်ပီတူးပြောတော့မင်းဘိုးတင်ကပ်ပြီးကကိုးဖော်လာတာဆို။ဟာအဲ့ကောင်ပီတူးလေတကောင်ယူလေလေ။ဘိုးတင်ကအစိုးကြီးထသွားပြီးဖြုတ်တာပါ။မင်းကဘယ်ချိန်တွားပေါ်လိုက်တာလဲဟာ။အေးအဲ့ကောင်ကဝေလီဝေလေးမှသွားတာ။ငါအုံမောင်းခောက်တာနဲ့တွားပေါ်လိုက်တာလေ။သူတွားပေါ်တော့ငါအိမ်ပြန်ရောက်လို့ပြန်တော့အိတ်နေပြီကွာ။ဟာပိုင်မကွာမြင်နိုင်လေကွာမပိုင်ချင်းတော်မရိုက်တာမင်းတို့သိရမလားဟာလူငယ်လေးများစကားတပြောပြောနဲ့တင်းချိုင်းကိုကြော်သွားချိန်မှာမောင်ဘိုးတင်အုတ်ကူဘေးကထားလိုက်ပြီးမြင်နိုင်လူယုံမှာကြော်တကူမင်းနဲ့ငါတွေ့ပြီပေါ့ကွာမောင်ဘိုးတင်တယောက်စိတ်ဆိုးဒေါသထက်ကအုတ်ကူကြီးဟာလောက်လေးကွာတင်နဲ့ထုလိုက်ပါတော့တယ်မောင်ဘိုးတင်တယောက်အဖေဖြစ်သူအတွက်ဦးစိုးကြီးပုံဆိုင်မှာမိတော့ရတလုံးတောဝဲနေခဲ့တယ်ရလာတဲ့ငှက်တချို့ဟာဦးစိုးကြီးကအရက်ဖိုးနဲ့ခြေခိုင်းလိုက်တယ်ဦးစိုးကြီးကအရက်ချိန်ပေးနေရင်မောင်ဘိုးတင်ကိုကြည့်ကဘိုးတင်မင်းပလင်းတွေပြန်ယူခဲ့အောင်သုံးလုံးရှိနေပြီနော်အေးပါဗျယူခဲ့ပါမယ်အခုကတိုးရဲကတန်းလာနေရတာမဟုတ်ပါဒါနဲ့မင်းအခုတလောကြွတ်မရဘူးလားမြင်နိုင်တဲ့ဘေးတူတော့ကြွတ်တွေငါးစီလာရောက်နေကွာအဲ့ကောင်တွေဘယ်နားထောင်နေရလဲမသိဘူးမင်းစုံစမ်းကြည့်ပါလားနေရာလေးသိရအောင်စုံစမ်းရမလိုပါဘူးဗျာဒီကောင်တွေဘယ်ရရတယ်ဆိုတာကျုပ်သိသိတာပေါ့အေးသိရင်လည်းပြီးရောကျွက်ကထမ်းရည်ချိန်နေပြီမို့ဈေးကောင်းနေပြီငါကောင်ရစိတ်ချပါကျုပ်လာပို့ပါမယ်မောင်ဘိုးတဲ့တယောက်တော်ရဲ့ပလင်းကိုလက်ကဆွဲပြီးအိမ်တို့ပြန်သွားခဲ့တော့တယ်အိမ်ဝိုင်းထဲကိုဝင်လိုက်သည်နဲ့ဦးကောင်းရဲ့ဖြစ်တဲ့ပြောဆိုတန်းကထွက်ပေါ်လာခဲ့တယ်ဂျိုးကောင်နောက်ကျလိုက်တာကွာမင်းဟာမင်းဘဲမသေးသေးဂယုမဆိုင်ဘူးအေးငါရက်လေးတော့အချိန်မှလာဖို့စမ်းပါကွာကြားလာဟေ့ကောင်ကျွန်တော်လည်းမြန်လာတာပဲဗျမင်းမြန်လာရင်ဒီလောက်တော့ကြာမလားမိုးတော်ချုပ်တော့မယ်ပေးတဲ့ရက်အေးငါကောင်တွေအမဲဖော်လို့မို့အမဲသားရေးလာဖို့ထားတယ်တွားခတ်ပြီးစမ်းမောင်ဘိုးတင်လေရေတိုသောစကားမှပြတ်မပြောပဲဖခင်ဖြစ်သူရဲ့အရှိကိုအရက်ပလင်းကိုချပေးလိုက်ပြီးအိမ်မော်တို့တက်သွားကမိဖို့ကြောင့်မှပကံတစ်လုံးနဲ့ထဲတော်တဲ့မဲသားဟင်းသားကိုပကံတစ်ချက်ထဲကုန်ထည့်ပြီးတော့တွားဖို့ပေးလိုက်တော့တယ်ထို့နောက်ဖခင်ဖြစ်သူရဲ့ရှေ့မှာရက်လိုက်ပြီးတော့အဖေကျွန်တော်ညအိမ်ပြန်မိဘူးကျွတ်ဖို့ဟိုသွားဆောင်အိမ်မလို့အေးသွားမောင်ဘိုးတင်ကအိမ်မောင်မရေနံစီမီးခွက်နဲ့တစ်သားမီးချက်ကိုယူလိုက်တယ်ထို့နောက်မှန်မီးအိမ်လေးတွေကိုရေနံစီမီးခွက်ကိုထည့်လိုက်ပြီးတော့လက်ကနေဆွဲကဘီးဖို့ကြောင်နဲ့ဝင်လိုက်တယ်ထို့နောက်မီးအိမ်ကိုဘေးကိုခဏချလိုက်ပြီးစစ်သုံးဟန်ကိုဂျိုင်းတွေကိုထမင်းနဲ့မဲသားဟင်းသားကိုရိုးထည့်လိုက်ပြီးတော့ထိုဂျိုင်းလေးဟာလွယ်ထဲကိုထည့်လိုက်ပြီးတော့မီးအိမ်ကိုကောက်ကိုင်ကအိမ်မြင်တို့ထွက်သွားခဲ့ပါတော့တယ်မောင်ဘိုးတင်ထောင်ထားတဲ့ကပ်ပီများကိုတေချာဆက်စည်းလိုက်ပြီးနောက်အပေတပေအောက်မှာထိုင်ပြီးတော့ဝင်အိတ်လိုက်တယ်ဘိုက်ကလည်းမစားသေးတာကြောင့်ထမင်းမစားသေးပြီမိုးကစုံစုံချုံနေခဲ့ပြီရာသီဥတုရဲ့အပူချိန်ကြောင့်အိုက်ဇက်နေလျာအတော်ပဲစိတ်ပြတ်နေခဲ့မိတယ်လေကလည်းမတိုက်ရှိုထဲမှာဖြစ်နေလေမတိုက်တည်လည်းဖြစ်နိုင်တယ်ဒါကြောင့်မောင်ဘိုးတင်မီးအိမ်ကိုကောက်လိုက်ပြီးထမင်းကြိုင်ထည့်ထားတဲ့လွယ်ကလေးကိုလွယ်လို့တင်းတိုင်းကုန်းဘက်ကိုထွက်သွားပါတော့တယ်မောင်ဘိုးတင်တယောက်သူ့ထိုင်နေကြအုတ်ကူခေါင်းကြီးတစ်ခုပေါ်မှာတက်ထိုင်လိုက်တယ်။လောင်းရောင်နဲ့ကြေရောင်ရဲ့အလင်းရောင်တက်တက်လေးရနေသည်မို့မိအိမ်ထဲမှာရေနံစီမီခွက်ကိုမှုတ်လိုက်တယ်။ထို့နောက်ဘိုက်ကဆာလာပြီးမို့ထမင်းကြိုင်ကိုထုတ်ပြီးတော့အုတ်ကူပေါ်တင်ပြီးဖွင့်လိုက်တယ်။အမဲသားရနန်းကတင်းသွားချိန်တင်းကြိုင်တွေကအပင်တချို့လေမတိုက်ဘဲနဲ့လှုပ်ရှားသွားပါတော့တယ်။ထို့ရောက်တတိထားမိတဲ့မောင်ဘိုးတင်လှုပ်နေတဲ့အပင်များကိုကြည့်ပြီးတော့စကားဆိုလိုက်တယ်။အေးငါတယောက်စားအနိုင်နိုင်တော့မကြွေးနိုင်ဘူးကွာစားစဉ်ငါ့ဟိုသာကြိုက်စားတော့တေးလဲအေးတာပဲမောင်ဘိုးရဲ့စကားဆုံးချိန်မှာတော့အပင်များလှုပ်နေရမှငြိမ်သက်သွားပါတော့တယ်ထိုအခါမှမောင်ဘိုးရဲ့ဂျိုင်းထဲမှာထမင်းကိုလက်နဲ့ကုပ်ပြီးစားနေချိန်သူထိုင်နေတဲ့အုပ်ကူနဲ့မလန်မကန်းနေရမှာအရေးတစ်ခုပေါ်လာခဲ့တယ်ထို့နောက်အုပ်ကူရှိတွေမတက်ရနေတဲ့
လူတစ်ယောက်ပေါ်လာခဲ့တော့တယ်စုပ်ပြတ်တက်နေတဲ့အဝိစားနဲ့ဖြူဖက်နေတဲ့မျက်နှာမှာမျက်လုံးနေရာကဟောက်ပဲ့ဖြစ်နေခဲ့တယ်ထိုလူကခြောက်ခတ်နေတော့အတန်းနဲ့မောင်ဘိုးတင်ကိုစကားပြောလိုက်တယ်ကောင်းလေးငါ့ခုပေါ်ထိုင်စားပြီးတော့ငါ့ကိုမကြွေးဘူးလားထိုတန်းကြောင့်မောင်ဘိုးတင်ခေါင်းထောင်ပြီးကြည့်လိုက်တယ်အကြီးတန်းနဲ့ထိုသူရဲ့ရုပ်ကိုမြင်သည်နဲ့လူမဟုတ်တာကိုတန်းသိတယ်လူဘဝကိုစိတ်နာနေတဲ့မောင်ဘိုးတင်အဖေဖြစ်သူကနေတိုင်းတည်စီခြင်းနေသည်မို့လူဘဝကိုမခင်တွေဒါကြောင့်ကြောက်သည်ဆိုတာဘယ်ရာလမ်းသည်ဆိုတာဘယ်ရာမှတောင်မသိကြပြီဒီလိုဖြစ်အောင်လဲအဖေဖြစ်သူနဲ့အတော်ဖြစ်သူတို့ကပြုလုပ်ပေးလိုက်သည်ဟုပြောရမည်ပင်လူမန်းတည်တဲ့စားအရွယ်တွေကသူများကလေးများနဲ့နေတူသားလေးငါသားလေးအဖေသားလေးအမေသားဟုသောကျင်နာစကားမဆိုထားနဲ့ကောင်းလေးလူလေးဆိုသောစကားကိုတော့မပြောအတော်ဖြစ်သူကဘိုးတင်ဟုခေါ်တယ်လို့အဖေဖြစ်သူကဂျူကောင်လေးဟုခေါ်တယ်ထမင်းချိုင်းကိုစွဲနိုင်လောက်သည့်အရွယ်ကားစားပြီးတော့နေဝင်မိုးချုပ်တင်းချိုင်းကိုကြောပြီးတော့တောင်ရတဲ့ကိုအတော်ဖြစ်သူကအမြဲတမ်းထမင်းချိုင်းပိုခိုင်းနေဖြစ်တယ်အတော်ဖြစ်သူရဲ့တားများသည်ပင်စေကျော်တဲ့ရွယ်ရောက်နေပေမယ့်လူမမဲမောင်ဘိုးတင်ကိုသာပိုခိုင်းမြဖြစ်တယ်အဖေဖြစ်သူသည်လည်းအတော်ထက်ပိုဆိုးပေတယ်အရင်မရှိရင်တကောင်းကြော်တော်တွေဘာတွေမသိမောင်ဘိုးတင်ကိုနှိုးပြီးတော့တောဝယ်ခိုင်းတတ်တယ်ထို့သောလောကဓာတ်ကိုခန်းစားခဲ့ရတဲ့မောင်ဘိုးတင်လူဖြိုနေသည်မှာတမင်းစားဖို့တခုနဲ့တေဖို့အတွက်စောင့်နေသည်ဟုစိတ်ပိုင်းဖြတ်ထားသည်မို့မြည်တို့သောကြောက်စိတ်မှမရှိတော့ပေကျင်နာမဝေရသောကလေးဘဝကိုဖျက်ဆီးခဲ့ရသောမောင်ဘိုးတင်တယောက်ရှေ့တွင်ရောက်နေတဲ့တရေကိုမကြောက်သည်မှမဆန်းတော့ပါတေမာကိုတောင်နည်းနည်းမှမကြောက်တော့သောမောင်ဘိုးတင်အတွက်တရေထောက်သည်ဆိုတာကရေစရာဟုထင်ကောင်းထင်နေမည်ယခုလေသူ့ရဲ့ရှိမှထမင်းတောင်းစားမိသဘောရှိသောတရေတကောင်ကသူ့အားစကားဆိုလာလေပြီထိုအခါမောင်ဘိုးတင်ကထိုတရေကိုတေချာကြည့်ကဒီအုပ်ကူကခမ ्या အုပ်ကူလားဟုတ်တယ်မင်းနေတိုင်းထိုင်တာငါသိတယ်မင်းစားနေတဲ့အမဲသားငါ့ကိုကြွေးနေအောင်ဗျကျုပ်စဉ်းစားနေတာမင်းငါ့ကိုမကြောက်ဘူးလားတရေကြီးရဲ့မကြောက်ဘူးလားလို့အမေစကားကြားချိန်မှာတော့မောင်ဘိုးတင်ဟားတိုက်ရေမောင်းလိုက်ပြီကြောက်ချင်တာပေါ့ဗျာအမေကျွန်တော်ကိုကယ်ပါဦးလို့အော်ပြီးအမေစီပြေးချင်ခဲ့ဘူးတာပေါ့ပြီးတော့အဖေကျွန်တော်ကြောက်တယ်လို့ပြောပြီးအဖေကမကြောက်နဲ့ငါသားလို့ပြောတာလူတင်ခဲ့ဘူးတာပေါ့ဒါပေမဲ့ကျုပ်ကကြောက်လက်ငိုနေလေကျုပ်ကိုဘသူကချော့ပြီးဘသူကမငိုနဲ့လို့ပြောမှမဟုတ်တာအဲ့တော့ကြောက်တယ်ဆိုတော့ဘာလဲလို့တောင်မေးရမလို့ပဲတရေကြီးကသူ့ရဲ့အုပ်ကိုကြီးရှိမှမမတ်ကြီးရက်ပြီးသားလက်ကိုဖြတ်ပြီးတော့တောင်းနေခဲ့ပါတော့တယ်ဘိုးတင်ပြောနေသည်ကိုသူနားလဲဖို့မပေါ်ပါထိုအခါမှာမောင်ဘိုးတင်တယောက်အမဲသားတစ်ဖက်ကိုတရေကြီးရက်နေတဲ့အုပ်ကိုအစုံကိုပြစ်ပေးလိုက်ပါတော့တယ်တရေကြီးကမောင်ဘိုးတင်ပြစ်ပေးလိုက်တဲ့အမဲသားတို့ကိုကောက်ယူပြီးတော့စားနေခဲ့တယ်ကုန်သွားတဲ့အခါမှာတော့နောက်ထပ်လက်အားပြန်ဖြတ်ပြီးတော့တောင်းနေခဲ့ပြန်တယ်မောင်ဘိုးတင်လည်းထပ်ပြီးတော့ချလိုက်ပြီးတော့ထမင်းကိုသာဆက်စားနေခဲ့တယ်ခဏကြာတဲ့အခါဗိုက်ပြည့်သွားပြီးမို့ကျန်တဲ့ထမင်းနဲ့ဟင်းများကိုအုပ်ကူအစွန်းမှာစုပုံပြီးတော့ကျွေးလိုက်ပါတော့တယ်ထိုအခါတရေကြီးကမောင်ဘိုးတင်ပုံပေးတဲ့ဟင်းကြထမင်းကြမ်းများကိုအားရပါရစားတော့နေခဲ့တယ်စားတော့နေတဲ့တရေကြီးကိုမောင်ဘိုးတင်ကြည့်ပြီးနောက်စကားဆိုလိုက်တယ်ခမ ्या အုပ်ကူပေါ်ထိုင်နေကြမို့ကျုပ်ကကြွေးရနော်ခမ ्या ကိုကြောက်လို့မဟုတ်ဘူးသိလားသိပါရဲ့ကွာကျေးဇူးတင်ပါတယ်ငါမင်းကိုဘာကူညီရမလဲငါနာမည်ကငနက်ပါမကူညီပါနဲ့ဗျာအကူညီတောင်းမိရင်နေတိုင်းကျွေးနေရမှာမဟုတ်လားမဟုတ်ပါဘူးကွာမင်းခိုင်းနေတာခိုင်းပါမင်းကျွေးလေရတယ်မကျွေးလေရတယ်မောင်ဘိုးတဲ့တယောက်တရေကြီးရဲ့စကားကြောင့်ခိတောက်တွေးလိုက်တယ်သူစိတ်ထဲမှာတော့ကြွတကူမျက်နှာကိုမြင်အောင်လာခဲ့ပါတော့တယ်မောင်ဘိုးတင်တစ်ချက်ပြုံးလိုက်ပြီးစိတ်ထဲမှာတော့ဒီငနာတွေတွေးပြီးပေါ့ကွာလို့ကျိန်းဝလိုက်ကအဲ့တော့ဆိုကျုပ်ကိုတခုခုညီဗျာဟေးပြောပါကောင်းလေကျုပ်ကြွက်ကပ်ပြီးတွေကိုရွာကောင်တကောက်ဖော်ပြီးတော့ကြွက်တွေယူသွားတယ်ဗျအဲ့ကောင်တွေကိုခြောက်ပေးဗျာတေအောင်တော့မလားကောင်းလေဟာတေအောင်တော့မလုပ်ပါနဲ့ဗျာနောက်တစ်ခါမခိုးရအောင်သာလို့
စိတ်ချကောင်းလေးမင်းဒီမှာအိမ်ပါလားဟုတ်တယ်ဗျအဲကောင်တွေလာမဖို့ခဲ့တကောင်တော့တစ်ခါပေါ်မယ်ကြွမိရင်ပြန်ထောက်ပြီးတော့မနေ့တက်ကထပ်ဖို့မလို့ဒီမှာစောင့်အိမ်ပါဗျအေးအဲ့ဒါဆိုမေးငါဒီကောင်တွေကိုချော့လို့ပြင်မယ်အဲ့ဒါဆိုလေကောင်းတာပေါ့ဗျာဒါနဲ့ကျုပ်အိတ်နေတော့ကျုပ်ကတော့ဂုံမချိုးပါဘူးနော်ဘာလဲအခုတော့မင်းကြောက်နေပြီလားမဟုတ်ပါဘူးဗျာဘာမသိညာမသိပဲမသေးချင်လို့ပါချိုးချင်တော့အခုကျုပ်ကိုချိုးဗျာမောင်ဘိုးတင်ကခက်တီတီနဲ့ပြောလိုက်ပေမဲ့တရေကြီးကသူ့ရဲ့မြင်ကွင်းထဲကနေတရေရိတ်နဲ့ပျောက်ကွယ်သွားပါတော့တယ်မောင်ဘိုးတင်တယောက်ထမင်းစားပြီးတဲ့အခါမှာအုတ်ကူကြီးပေါ်မှာပတ်လိုက်လိုက်တယ်သူ့ရဲ့မျက်လုံးထဲတွင်တော့မမြင်ဘူးတဲ့သူ့ရဲ့မိခင်ဖြစ်သူကိုပုံပေါ်ကြည့်နေခဲ့တယ်အရက်ထဲကသဘောကောင်းတဲ့ဒေါ်ကြီးများကသူ့ရဲ့မိခင်ရုပ်ပုံကိုပြောပြတဲ့အခါမှာမောင်ဘိုးထင်ငေးပြီးတော့နားထောင်ခဲ့ဘူးတယ်။သူ့ရဲ့စိတ်ထဲတွင်တော့အမေကရော်ဖျားပွဲတွေကပြဘူးတဲ့အငိမ့်မင်းသမီးလေးလို့တွေးထားခဲ့သည်မဟုတ်ပါလား။သူ့ကိုမွေးပေးတဲ့အရက်လက်တဲ့ဒေါငယ်လေးကိုသူ့အမေကြောင့်တွားမေးခဲ့ဘူးတယ်။သဘောကောင်းတဲ့အမေကြီးကသူ့ဟာစိတ်ရှည်လက်ရှည်ပြောပြနေသည်ကိုယခုအုတ်ကူပေါ်မှာအိမ်နဲ့သူတွေးတောနေခဲ့ပါတော့တယ်။အမေကြီးတော်ငယ်လေးကျွန်တော်မေကဘလို့ပုံစံလေးဗျ။မောင်ဘိုးတင်နဲ့နည်းနည်းစင်နေအပြိုးလုံးကနင်းအမေကပန်းတော်ကိုင်းတော့ပန်းတော်ကိုင်းဆိုတော့အမခင်မေတို့လိုလားအမေကြီးအဲ့ချက်တောင်လှပါသေးရဲ့တော့ခင်မေတို့လှတယ်ဆိုတော့မြခင်လှတော့မမိပါဘူးဟုတ်လားဗျာကျွန်တော်မြင်ဘူးတင်လိုက်တာဗျာအေးဟဲနင်ပြောမှမြခင်ဟိုတောင်တတိရလာတယ်အမေကြီးတော်ငယ်လေးမှပြောင်းမှုဆေးလိပ်ကြီးကိုဖွာရင်အိမ်ရှိမှဝကက်ချန်စီကိုငေးပြီးတော့ပြောပြနေခဲ့တယ်။မောင်ဘိုးထင်ကသူ့ရဲ့မိခင်ဖြစ်သူမှရွာအလားဆုံးသောပန်းတော်ကိုင်တဲ့လှသည်လို့ဒေါငယ်လေးကပြောတဲ့အခါများစွာပီတိဖြစ်ပြီးမိခင်ရဲ့ပုံရိပ်ကိုစိတ်ထဲမှာပုံပေါ်ကြည့်နေခဲ့ပါတော့တယ်။ယခုတင်းချိုင်းထဲကအုတ်ကူကြီးပေါ်မှာအိတ်နေတဲ့မောင်ဘိုးထင်ကိုမိခင်သာမြင်တော့ရင်ကျိုးမိမှာအေးကံပင်ဖြစ်တယ်။ယခုတော့စိတ်ပူသူမရှိကျင်နာသူမရှိတော့မောင်ဘိုးထင်တယောက်အုတ်ကူပေါ်မှာအတွေးပေါင်းများစွာနဲ့အိပ်ပျော်သွားခဲ့ပါတော့တယ်။မောင်ဘိုးထင်အုတ်ကူပေါ်မှာအိပ်နေခဲ့တယ်။အကင်းပေါင်းအေးရေးဆက်သောမောင်ဘိုးထင်ရဲ့နားလေးကိုတိရွက်တေကိုင်းများကိုနင်းသာကြပြီးထထိုင်လိုက်တယ်။အိမ်မဝဒဝါဖြစ်နေတဲ့မောင်ဘိုးထင်ရဲ့မျက်လုံးကချက်ချင်းမပွင့်သေးပေ။လက်နဲ့ပုတ်လိုက်မှအတန်အသေးပွင့်လာပြီးတော့မီးရိပ်လင်းအောင်တစ်ခုကသူ့အနားကိုချင်းကပ်လာခဲ့တယ်။ထိုအခါမောင်ဘိုးထင်ကလွယ်ထဲကလေးခွားကိုထိုးပြီးတော့လောက်စလုံးကိုအသင်းပြထားခဲ့တယ်။မောင်ဘိုးထင်တည့်ရဲသက်စီကိုမကြောက်ပါ။ရွာနီးချုပ်စက်မှာနွားများပြောက်သည်လို့တည်င်းကြတော့ကြောင့်နွားတကူဖြစ်နေရင်ပြစ်တော့မယ်လို့တွေးထားခြင်းပင်အတန်ကြာတဲ့အခါမှာတော့မီးရိပ်လေးရဲ့အလင်းရောက်ကြောင့်သူ့နားရောက်လာခဲ့သူကိုတေချာတွေးလျရတယ်။သူ့ရဲ့အဖေနဲ့အတန်မတေးမရင်ရှိရတူသောလူကြီးတယောက်ပေါက်တူးနဲ့ကိုပြောင်ကိုနှစ်လက်ဘူးထမ်းလာပြီးတော့လက်တစ်ဖက်မှာမီးရိပ်ကိုကိုင်လာခဲ့တယ်။အုတ်ကူပေါ်မှာအိတ်နေတဲ့မောင်ဘိုးထင်ကိုတွေ့တဲ့အခါထိုလူကြီးအံ့ဩသွားပြီးတော့မောင်ဘိုးထင်ကိုစကားဆိုလာတယ်။ကောင်းလေဘာလုပ်နေရလဲကွာအချိန်မတော်ကြီးတင်းချိုင်းနေမှာအိတ်နေရလေဗျာခမားရောဘာလုပ်တာလဲငါမမင်းနဲ့ကွာမင်းနဲ့ဘသူဖော်ပါလဲဘသူမှမပါပါဘူးဗျာဒါနဲ့ကြုံမေးတာဖြစ်အောင်ခမားကတူတူရွာမဟုတ်အေးဟုတ်တယ်ကွာလုံးစရာရှိလို့လာတာဒီအချိန်ကြီးဘာမဟုတ်တာလာလို့တာတုံးဗျာကောင်းလေမင်းကအလားသားပဲကွာဒီအချိန်ကြီးမင်းကတင်းချိုင်းတဲ့တယောက်တည်းအိတ်ရဲတယ်ဆိုတော့မခေဘူးပဲမင်းဘာလာလို့တာလဲအမှန်တိုင်းပြောကွာကျုပ်ကကြွက်လာထောင်တာဗျမင်းကြွက်ထောင်လို့ရရင်အဲ့ကြွက်တွေကိုရောင်းတာလားဟုတ်တယ်လေဗျာရောင်းတာပေါ့အေးငွေဘယ်လောက်ရလဲတကောင်ကိုပြား90လောက်တော့ရတယ်မင်းဒီညငါ့ကိုကူညီရင်90ပေးမယ်ကွာဘသူမှတော့ရှောက်မပြောရအောင်ဘယ်လိုလဲမောင်ဘိုးတီခိတ္တစဉ်းစားလိုက်တယ်ကြွက်အကြီးစားတကောင်ရမှာပြား90ရတာတနေ့90ရဖို့ကြွက်ကြီး10ကောင်မိမှရတယ်ယခုဒီလူကြီးကတညာနဲ့90ပေးပြီဆိုတော့မောင်ဘိုးတင်လိုချင်နေမိတယ်သူစဉ်းစားနေချိန်ထိုလူကြီးကထပ်ပြီးတော့စကားဆိုလာခဲ့တယ်ကောင်းလေမင်းကြီးရတာအကြောင်းလန့်ရှိဖို့မပေါ်လို့ငါခေါ်တာနော်90ဆိုတော့နဲတဲ့ပမာဏမဟုတ်ဘူး
အေးဗျာလုံးမယ်ကဲဒီလိုမှပေါ့ဒါနဲ့မင်းဘယ်သူမှရှောက်ပြောလို့တော့မရအောင်နော်ပြောရင်မင်းကိုငါတေးအောင်တတ်မယ်ကြားလားတေးရင်မကြောက်တော့ဝါဘိုးထင်ထိုလူကြီးတေချာကြည့်ပြီးပြောတော့စကားကြောင့်ကြက်သိမ်းပင်ထားသွားခဲ့တယ်ထို့နောက်ဝါဘိုးထင်ထိုလူကြီးဟာတေချာကြည့်ဟာစိတ်ချပါဘိုးထင်ဆိုတဲ့ကြောက်ကဂတိတီပါရဲ့ဗျအေးကြိုက်တယ်ကွာကဲလာခဲ့မင်းရင်ကိုယူမင်းတို့ရွာကမနေရတည်သွားတဲ့မိန်းကလေးတယောက်မြုပ်ထားတာရှိရမို့လားရှိတယ်ဗျကျုပ်နေလေရငှက်လာပြေတော့ကလာမြုပ်နေကြတယ်ဟိုဘက်မှာလေဟုတ်ကူလားမဟုတ်ပါဘူးဗျာမြေပုံမဲရွာလေကအမောင်းတွေဝင်ပိုးထိပြီးတည်တာအပြိုမို့လားဟုတ်တယ်ဗျအေးအဲ့ဒါဆိုငါ့ဟုတ်လိုက်ကြကွာဝါဘိုးတဲ့တယောက်မင်းကိုယူပြီးတော့နေလေကမြုပ်ထားတဲ့အမျိုးသမီးမြေပုံကိုလိုက်ရှာပါတော့တယ်အချိန်ကြာမရှာလိုက်ရပါကျုံတော်များရှင်းလင်းနေသောနေရာမှာမြေပုံတစ်ခုကိုတွေ့ရတယ်ထိုမြေပုံရဲ့ထိပ်မှာတစ်သားပြောင်းကိုနမဲရေးထိုးထားတဲ့မနဲ့ဝင်အသက်23နှစ်ဟုမှတ်တိုင်လေးကိုမောင်ဘိုးတင်လက်တွင်ကင်ထားတဲ့ရွေးရိမ်လင်းယောက်ကြောင့်အတိုင်းသားမြင်နေရတယ်ထိုမြေပုံနောက်ရောက်တဲ့အခါမှာတော့မောင်ဘိုးတင်တောင်းမှလိုက်လာတဲ့လူကြီးကပေါက်တူးတဲ့ကော်ပြားကိုအောက်ကိုပြေးထားလိုက်ပြီးတော့ပစိုးကိုခက်တူတူဝေကပေါက်တူးကိုကောက်ယူလိုက်ပြီးမြေပုံကိုတူးလိုက်ရအောင်မောင်ဘိုးတင်မျက်လုံးပြူသွားပြီးတော့အလင်းမြန်တားလိုက်ပါတော့တယ်ဟေးလူကြီးဒါဘာလုပ်တာလဲဗျဟာတူးမလို့လေကွာခမည်းလူသေးလောင်းကိုဘာလို့မလို့လဲမင်းမသိပါဘူးကွာဘာချီရလိုက်ရမှာမပြတ်စီအောင်မင်းလူသွားလူလာဆောင်ပေးဒီအချိန်ကဘယ်သူမှတော့မလာဘူးဗျအုံမောင်ခါရင်တော့ဟွန်ကနာတွေလာလိမ့်မယ်အဲ့ဒီအချိန်ထိတော့မတော်တော့ပါဘူးကွာကျုပ်ကငွေပေးဖို့သာမမေ့နဲ့အေးပါကွာဒီကောင်လေးတော့မလွယ်ဘူးဟေ့နေပါဦးဗျခမည်းနဲ့မရဘာတူလဲဦးအောင်လို့သာမှတ်ထားကွာစကားမများတော့နဲ့ငါမြအလောင်းဖော်လိုက်အောင်မယ်အချိန်တော်သာဦးအောင်တယောက်ပေါတူးတလဲကောပြားတလဲနဲ့အလောင်းတူးဖို့နေရအချိန်တော်ကြာပြီးတဲ့အချိန်မှာတော့အလောင်းထည့်ထားတဲ့အခါပေါတူးနဲ့ပေါက်မရတဲ့အေးကောင်လေးအခေါင်းတော်ပေါ်ပြီးကွာလာဒီဘက်ကိုတိုးပြီးမိဗျအေးပါဗျမောင်ဘိုးတဲ့တယောက်မီးကိုယူပြီးတော့ကျင်းပြန်ဖြစ်သွားတဲ့မြေပုံသားမှာထိုင်လိုက်ပြီးအတွင်းကိုမြင်နိုင်ရန်မီးကိုပြလိုက်တယ်။ဦးအောင်ကတစ်သားခေါင်းပေါ်တင်းနေတဲ့မြေမြောင်းကိုခေါင်းနဲ့ထိုးပြီးတော့အပေါ်ကိုတင်လိုက်ပြီးခေါင်းနဲ့ထိုးရင်မရတဲ့မြေမြောင်းကိုလက်ဖြင့်ဘေးကိုတက်ချလိုက်ကပေါက်တူးနဲ့အခေါင်းနောက်စတန်ရိုက်ထားတဲ့နေရာများကိုကန့်လန့်ပြီးတော့ဖွင့်နေခဲ့တယ်။ထို့နောက်ပွင့်သွားပြီဖြစ်တဲ့အခေါင်းပုံပေါ်ကိုအပေါ်မတင်လိုက်ပါတယ်။ထို့နောက်ဦးအောင်ကအခေါင်းထဲမှာတည်ဆုံးနေပြီဖြစ်တဲ့မနှွယ်ဝင်ရဲ့အလောင်းကြီးဟာမောင်ဘိုးတင်စီမမင်းရင်ကိုယူပြီးတော့တေသာကြည့်နေခဲ့တယ်။ဦးအောင်ကအလောင်းပေါ်မှာလွှာထားတဲ့အင်းကြီးဘိုးကိုယူပြီးတော့ခောက်နေခဲ့တယ်။ခောက်ပြီးတဲ့အခါမှာမောင်ဘိုးတင်ကိုပေးလိုက်ကဘေးမှာခဏချပြီးကောင်းလေ။ခမည်းကလည်းဗျာဘာတွေလုံးနေမှမသိပါဘူးဗျာပေးမောင်ဘိုးတင်ကငွေ90မျက်နှာနဲ့အင်းကြီးကိုယူပြီးတော့ဘေးလွတ်ချထားပေးရတယ်။ဦးအောင်ကနောက်ထပ်အလောင်းကောင်မှာစပင်မွေးမြောက်ကိုဆွဲနှုတ်ပြီးတော့ခပိုက်ထဲကိုထည့်နေခဲ့တယ်။ထို့နောက်အလောင်းကောင်ရဲ့ခြေမနှစ်ခုအားပူးချီထားတဲ့အချီကျိုးအားဖြုတ်နေခဲ့ပြန်တယ်။နောက်ထပ်အလောင်းကောင်ရဲ့ထမိန်စားကိုလည်းပေါက်တူးသားနဲ့ဖြုတ်ပြီးတော့ယူနေခဲ့တယ်။ဦးအောင်ကအလောင်းရဲ့မျက်နှာအနာကိုမီးရင်ကိုတိုးပြီးတော့ကတ်လိုက်တယ်။မီးရင်ရဲ့အလင်းရောင်ကကျင်းနေရှိတဲ့အလောင်းကောင်ကြီးရဲ့မျက်နှာကိုရှင်းလင်းစွာမြင်နေရတယ်။ဦးအောင်အလောင်းရဲ့ဦးကောင်ကိုလက်နဲ့တိုးလိုက်ပြီးနွယ်ဝင်းဆိုတဲ့ကောင်မဒီနားရှိရင်နင်းကိုယ်ခဏဝေစမ်းဦးအောင်ပြောလိုက်သည်နဲ့နွယ်ဝင်းရဲ့အလောင်းကမျက်စိပွင့်လာပါတော့တယ်ထိုအခါမျက်စိပွင့်လာတဲ့အလောင်းကိုကြည့်ပြီးဦးအောင်ပြုံးလိုက်ပြီးကဲနင်းကမကောင်းဆိုးပါဖြစ်နေပြီငါနင်းကိုပိုင်နေငါ့ကိုကလန်ကဆန်လို့ရင်မီးလောင်နဲ့တွေ့မြင်မယ်ကြားလားငါနင်းရဲ့အဝေးစားနဲ့နင်းစပင်ကိုငါတနေရာမှာထားမယ်နင်းအဲ့ဒီနေရာမှာနေရမယ်ကြားလားအလောင်းကောင်ကြီးကမျက်လုံးဖွင့်လိုက်ပိတ်လိုက်လှုပ်ရည်သာနေပါတယ်ထို့နောက်ဦးအောင်ကအလောင်းရဲ့ဦးခိုင်ကိုကြိုက်ထားတဲ့သူ့ရဲ့လက်လွတ်လိုက်မှအလောင်းကောင်ကြီးရဲ့မျက်စိများပိတ်သွားခဲ့ပါတော့တယ်မောင်ဘိုးထေးသည်လည်းထူးဆန်းလုံး၍မျက်တော်မခဲကြည့်နေခဲ့တယ်ဦးအောင်တယောက်သူ့လုံးရမယ့်ကိစ္စများပြီးပြီမို့အလောင်းထဲထားတဲ့အခေါင်းကြီးရဲ့အဖုံကို
ပြန်ပိတ်လိုက်ပြီးနောက်ကျင်းမော်ကိုပြန်တက်လာကခေါင်းနဲ့တူးထားတဲ့မြေမြောင်းကိုပြန်ဖို့ပါလေတော့တယ်အချိန်တော်ကြာတဲ့အခါမှာတော့မနှွယ်ဝင်ကိုမြုပ်နှံထားတဲ့မြေပုံလေးကမူလပုံစံတိုင်းပြန်ဖြစ်သွားပါတော့တယ်ထိုအခါမှာဦးအောင်ကမောင်ဘိုးတင်ကိုပေးထားတဲ့အလောင်းမှာလွှာထားတဲ့အင်ကြီးကိုတောင်းလိုက်ပြီးခပိုက်ထဲကမြေပုံမေးမှာခြေပြက်လက်ပြက်ထိုင်လိုက်ပြီးကောင်းလေးမင်းကတော့အာကပဲကွာမင်းမကြောက်ဘူးလားကြောက်ပါဘူးဗျာအေးဒါနဲ့မင်းကဒီသစ်စိန်ရွာပဲလားဟုတ်တယ်ဗျမင်းအဖေနဲ့အမေနာမည်ကဘာလဲလဲအဖေနာမည်ကဦးကောင်းအမေကတော့မရှိတော့ဘူးနာမည်ကဒေါ်မြခင်အော်အေးရော့မင်းတို့တော့သဘောကျသွားပြီကွာငွေ90မောင်ဘိုးတင်တယောက်ဦးအောင်ပေးတဲ့ငါးချက်တန်ဆေးရွက်ကိုယူလိုက်ပြီးလွယ်ထဲကိုထဲကဒီနေ့တော့တက်ချီအလုံးကြိုက်သွားပြီဗျာဒါနဲ့ခဏဒါတွေပေါအတွက်လှုပ်တာလေဗျငါအောက်လန်းစရာလေးကွာသွားပြီကောင်းလေးဦးအောင်တယောက်ပြောဆိုနဲ့မီးအိမ်ကိုယူပြီးလာတော့ကအတိုင်းပေါတူးနဲ့ကိုပူပြီးတော့ပကုံးမှထပ်ပြီးတော့ပြန်သွားခဲ့ပါတော့တယ်မောင်ဘိုးတင်ဒီလေကြွက်ကပ်ပြီးများစီတော့ထွက်သွားခဲ့ပါတော့တယ်မောင်ဘိုးတင်ဦးအောင်နဲ့တွေ့ပြီးတော့3ရက်မြောက်ကြောက်သွားပြီဖြစ်တယ်ဦးအောင်ပေးခဲ့တဲ့ပတ်စံနဲ့အဖေဖြစ်သူရဲ့ရက်ဖုံးများကိုလိုက်ဆက်ပေးနေခဲ့တယ်ယခုဦးစိုးကြီးရဲ့ဆိုင်သို့ရောက်လာပြီးအဖေအတွက်အရက်တစ်လုံးဝင်နေခဲ့တယ်ဦးစိုးကြီးကမောင်ဘိုးတင်ကိုမြင်သည်နဲ့ဘိုးတင်မဲဖေမင်းကိုလိုက်ချနေတယ်ကွာ90တောင်ရောက်လာသေးတယ်ဘာလို့တော့ဗျထူးထူးဆန်းဆန်းမသိဘူးဟေးဘိုးတင်ကြွက်လေးရရင်လာဖို့ပါဦးကွာလုံးပါအောင်ကွာခမားကောင်မြင်နိုင်လို့ရောလာမရောက်ဘူးလားဗျအဲကောင်လေးကြောင့်မပြောပါနဲ့တော့ကွာကြွက်ပေါ်သွားရင်နဲ့တရေထောက်ခင်ရလို့ဖျားနေရတဲ့ကွာတကယ်ကောင်လေးဟုတ်လားဗျဟဲ့ကြုံသွားပြီမျိုးမောင်ဘိုးတင်တယောက်ရက်တလုံးကိုယူကစိုင်မြင်တို့ထွက်သွားခဲ့တော့တယ်သူ့ရဲ့မျက်နှာမှာတော့ပြုံးရွှင်နေခဲ့တယ်သူမဲသားကြွတော့တရေကြီးကဂရီးတီပါလားဟုတ်လေသူတွေးနေခဲ့တာပေါ့သူ့အိမ်ကိုပြန်ရောက်ချိန်မှာတော့ဖခင်ဖြစ်သူကပစိုးနဲ့ထုတ်ထားတဲ့အထုပ်တို့ကိုအိမ်ပေါ်ကနေယူလာပြီးတော့မောင်ဘိုးတင်ရက်ပလင်းကိုကွေးပြေးပေါ်ချပေးလိုက်သည်နဲ့ပစိုးတို့ကိုဖြစ်ပေးကဟေ့ကောင်မင်းပေးပြီးတော့လူငါးသွားလို့တော့မင်းကိုခဏနေလာခေါ်လိုက်မယ်မင်းကိုစပားနဲ့စပြီးရဲကွမင်းကအဲ့လောက်တော့တန်လာလားငါစပားစားငွေထုတ်ခဲ့ပြီမောင်ဘိုးတင်ကပစိုးနဲ့ထုတ်ထားတဲ့သူ့ရဲ့အဝေးထုတ်ကိုကိုင်းရင်ကြောင်အန်းနဲ့ရဲရွေတာနေပါတော့တယ်အောင်လန်းဘိုးတင်နဲ့ဘဝအစားဇလန်လေးကဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနောက်ထပ်ဇလန်လေးတွေမှာတော့အောင်လန်းဘိုးတင်နဲ့လက်ဦးစရာဆိုတဲ့ဇလန်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့တင်ဆက်သူကောင်းဆက်နိုင်ပဲဖြစ်ပါတယ်အားလုံးပဲတာယာချမ်းမြေ့တဲ့နေရာလေးတွေပိုင်ဆိုင်ကြပါစီခင်ဗျာ